ငါဒီအနီရောင်ဝတ်ရုံကိုခြုံပြီးကောင်းကင်ကနေဆင်းသက်လာတယ်ငါဟာမတည်နိုင်တဲ့သူဘယ်သူမှငါ့ကိုတက်လို့မရဘူးလေထုတွေကနေကိုပဲငါဟာတမဏိခံတက်ကြီးတွေကိုစောက်လုပ်နိုင်တယ်ဘယ်လိုတိုက်ခိုက်မှုကိုမဆိုခံနိုင်တဲ့ခံတက်တွေပေါ့အတန်တွေနဲ့ပေါက်ဆက်ပြီးငါလက်နက်တွေရဲ့ပုံသဏ္ဍာန်ကိုအလိုရှိတယ်လို့ပြောင်းနိုင်တယ်ဒီဝတ်ရုံကငါ့ကိုမရှင်းနိုင်အောင်ဆွားပြီးတယ်ဒါပေမဲ့ဒါရဲ့အဖို့ခအနေနဲ့ငါဟာငရဲမင်းဤနတ်ဆိုးတစ်ကောင်နဲ့သဘောတူညီမှုလုပ်ခဲ့ရတဲ့စူပါပါဝါကိုလဲလှယ်ရင်းငရဲတက်ကိုကောင်းကင်နိုင်ငံတော်ကိုဦးဆောင်တိုက်ခိုက်ရမယ်ဆိုတဲ့အခြေအနေမှာပဲငါတည်ဆုံးသွားပြီဆိုတဲ့အချက်ကိုလက်ခံဖို့ငါအဆင်သင့်မဖြစ်သေးဘူးဒါနဲ့အဲ့ဒီလူရှင်တော်ကငါ့ကိုတင်ချိုင်းတစ်ခုစီခေါ်သွားတယ်ငါအဲ့ဒီတင်ချိုင်းကိုအချင်းချင်းကြည့်ခဲ့တယ်ဒါပေမဲ့ဒါဟာဖြစ်နိုင်တဲ့အမှန်တရားလားလို့ငါမယုံနိုင်သေးဘူးအဲ့ဒီခါငါမျက်လုံးကငါနဲ့ငါစနီးဝန်သားတို့ရဲ့တက်ပုံပါတဲ့ဆွဲကျိုးပေါ်ကိုရောက်သွားတယ်လူရှင်တော်ကလည်းမပြောဘူးဆိုတာငါသဘောပေါက်လိုက်တယ်ငါဟာကောင်းကင်ကိုအော်ဟစ်လိုက်တယ်နောက်တစ်ခဏအတွင်းမှာပဲငါတွေကဆွားရီပြန်လဲပေါ်လာပြီးဟဝါမဝစ်ဆောင်ကငါခန္ဓာကိုယ်ပေါ်မှာဖုံးလွှမ်းသွားတယ်အဲ့ဒီအချိန်ကစပြီးငါဟာစတော့ဖြစ်လာတယ်နောက်တစ်နေ့မှာငါဟာဝန်တာကိုရှာဖို့အိမ်ကိုပြန်သွားတယ်ဒါပေမဲ့ငါမြင်လိုက်ရတာကငါ့ကိုတိုးလို့သွားစေတယ်ငါ့ကိုပဲချစ်မယ်လို့ပြောခဲ့တဲ့အဲ့ဒီမိန်းမသူမဟာငါရဲ့အရင်ဆုံးတငယ်ချင်းနဲ့လက်ထပ်လိုက်ပြီးငါချင်းမော့သွားပြီးအဲ့ဒီနေရာမှာပဲလဲကျသွားတယ်ဝန်တာကငါ့ကိုမြင်ပြီးမဲ့ငါမျက်နှာကဒေါသနဲ့ပုံပြက်နေတော့သူမကငါ့ကိုမမှတ်မိဘူးအဲ့ဒီခါမှာလူရှင်တော်ကအချိန်မီရောက်လာပြီးငါဟာသူမခင်မိုးရဲ့လုပ်ပေါ်ကိုင်းပတယောက်လို့သူမကိုပြောလိုက်တယ်ငါတို့အဲ့ဒီကနေထွက်သွားခဲ့တယ်အဲ့ဒီညမှာပဲငါဆုံးဖြတ်လိုက်တယ်ဂျုံကိုရှာရမယ်လို့ငါ့ကိုတက်ခဲ့တဲ့အကြီးအကဲဟာငါ့ကိုဒီနေ့ဆုံးဖြစ်အောင်ဖန်တီးခဲ့တာပဲငါဟာအရင်တုန်းက professional လုပ်ချက်တက်တဲ့သူတယောက်ပါငါကဂျုံကိုလုပ်ထွက်စာပေးလိုက်တဲ့အခါသူ charge ပါပေးလက်ခံလိုက်တယ်ဒါပေမဲ့အခြေအနေတစ်ခုနဲ့ငါဟာနောက်ဆုံးအလုပ်တစ်ခုလုပ်ရမယ်ဇီဝဓာတုဗေဒသုတေသနစင်တာတစ်ခုတည်းခိုးဝင်ပြီးသူတို့ရဲ့ data ကိုခိုးယူရမယ်ငါမှတခြားလမ်းမရှိဘူးသူပြောတဲ့အတိုင်းငါလုပ်ပြီးလိုက်တယ်ငါတယောက်တည်းအတွင်းထဲကိုဝင်လိုက်ပြီးအပြင်ဆောင်တွေကိုအားမဆက်ရပဲရှင်းထုတ်လိုက်တယ်ဒါပေမဲ့အတွင်းထဲကအဆောင်တွေကအရင်ကလေးကတည်နေပြီးသားပဲခြေလမ်းငယ်ဆက်လန်းတော့ပောက်ကွဲဖို့အသိရှိနေတဲ့ဘုံတွေကိုငါတွေ့လိုက်ရတယ်အဲ့ဒီခါမှာဂျုံကရုတ်တရက်ငါရှိကိုပေါ်လာတယ်သူကဒီနောက်ဆုံးမရှင်ဟာတကယ်တော့အဖမ်းခံရဖို့ထောင်ချောက်တစ်ခုဆိုတာပြောပြတယ်ငါ့ကိုကလေးမစိတ်သူဖြစ်စေဖို့အတွက်တည်းငါတနက်ကိုမြောက်လိုက်တယ်ဒါပေမဲ့သူ့လူဖို့ကအကျော်တစ်ချက်နဲ့ငါ့ကိုပြစ်ချလိုက်တယ်သူတို့ကငါ့ဘော်တက်စီလောင်းချပြီးဂျုံကမီးချစ်တဆန်ကိုပြစ်ချလိုက်တယ်ငါဟာမီးချန်တွေထဲမှာကွဲပြောက်သွားတယ်